ပြချင်လို့ပေါ့နော်ဒါဆိုင်မာလေးတိလာဝယ်ပြီးသွားတဲ့ခါကျရင်လေတချို့ချစ်ကကာတို့ကလေဘာဖြစ်လဲဆိုတော့အိမ်မယူသွားခြင်းမူရေချတာကိုအချိန်မပေးခြင်းမူဆိုရင်မင်တာလေးတွေကရေချထားတဲ့အထည်လေးတွေပါနော်ဒီဟာလေးကတကွင်းတယ်လေးတွေပါဒါလည်းရေချထားတယ်ဒီဟာလေးလည်းရေချထားတဲ့ဟာမချောက်သေးလို့ပန်ကာနဲ့ပြီးဒီမှာဒါလေးတွေဆိုရေချပြီး6ပြီးဆိုတဲ့အတွက်တန်းမှာပေါ့နော် customer လာယူဖို့အတွက်ထားတာဒါလေးတွေလည်းဒီတိုင်းမှာပဲရှင်ဒီအောက်မှာဒါတော့ခုန customer ကိုပြတာဒီဟာလေးတွေဆိုလဲဒီလိုပဲเนาะဒါရေချထားတဲ့အထည်တွေပါလို့เนาะဆိုင်မှာအချဲဝယ်ပြီးသွားလို့ပေါ့နော်ရေချတာလေးလုပ်ပေးပါအိမ်မှာအဲ့လိုရေချတာကြီးကိုဟိုလိုဘယ်လိုပြောရမလဲအချိန်ကုန်မခံချင်တော့ဘူးအမရဲဆိုလဲရပါတယ်အခုလိုမျိုးလေးတွေနော်ဟိုမိုးကအုံလာပြီးရွာလာပြီးဆိုရင်ဒါလေးတွေကအကုန်လုံးဒါပန်ကာနဲ့ပန်းပြီးတော့မှအချောက်ခုနပြတဲ့အထည်လေးပေါ့နော်9တဲ့6ထည်လောက်ရှိမယ်တခါတည်းဒီမှာဝန်ဆောင်မှုပေးပါတယ်လို့နော်ကျေးဇူးများ